ဒီဟာလေးကတော့ဒီနေ့စားမယ်နေ့လယ်စာလေးပါဒါမိုးဦးကြမှာစားတဲ့မင်းတို့ဘက်ကဒလိစားပေါ့နော်ကမွန်းချင်းမရှိတယ်မကြီးလို့လည်းချက်လို့ရတယ်ဒီနေ့ကတော့ကမွန်းချင်းရဲ့ဘုတ်တောင်မျိုးဆိုတဲ့အပင်တစ်မျိုးပေါ့နော်အဲ့ဒါရဲ့စရစ်ယူပြီးတော့ပစုံးရွက်ကလေးနဲ့နှဲလေးထည့်တယ်ပြီးတော့ကမွန်းချင်းလေးနဲ့ပြီးတော့ပစုံကအစိမ်းဝယ်လာလေးမေ့ကြံတယ်လို့မဝယ်လိုက်ရမှာဒါနဲ့အိမ်ရပဲရှိတဲ့ရွှေပစုံကြောင့်အမှုန့်ကိုထောင်းပြီးတော့ပဲရှက်လိုက်တာမိုးကြမှာစားတဲ့မင်းတို့နေဘက်ကခ